လုပ်ဖို့လင်းဟိမ်းမှာ okay ကြိုက်တဲ့ဟောပြောရ recording လုပ်ပြီးနာတာ recording လုပ်ပြီးဟဲ့ကြည့်အောင်ရုပ်ဆိုးနေရပဲမဲတူးတယ်ရမဲတူးနေရပဲမဲတွေတူးနေလင်းတဲ့ဟိမ်းရတယ်နောက်တစ်ခါပြောနေဟုတ်တယ်လင်းတဲ့ဟိမ်းပြောလိုက်မယ်နော်လေးနဲ့ရောဆက်တတိုင်း channel subscribe လုပ်ခိုင်းရတယ်subscribe လုပ်ပါတူက subscribe မလုပ်ချုံနဲ့ဟာတော့မကောင်းဘူးလို့ငါဘာပြောလဲလို့လဲအေးဟာတော့ခါရတော့ဒီကောင်လေးရှိတာတက်နေတယ်ဘာလို့မလို့ subscribe လုပ်ပေးမယ်တဲ့မကိုနီးလေးလုပ်ပေး subscribe လုပ်ပေးအောင်ခွာလို့ပဲsubscribe လုပ်လို့ပဲမမေပြည်တွေစားပြီးတော့ငါဝက်ချင်နေထွက်လာနပီးရေးစားပြီးဝက်ချင်နေထွက်နေတနက်လာပြီဟဲ့ရဲလိုက်တော့စခရရောတွေငါယူဆိုးလာရပါဦးရုပ်မဆုံးရုပ်ကချောနေရပဲတော့ပေါ်ဆိုရုပ်ကချောနေရပဲရုပ်တာဘလို့တူရလဲဆိုတော့ဝက်ကြီးနဲ့တူရဝက်ကြီးနွားကြီးမမတီကိုပြောရရှိတယ်မမညီမလေးနေမကောင်းလို့စိတ်ညစ်နေတယ်မမညီမလေးကဘာလုပ်လဲတီဗီခွေးကိုပြောတာညီမလေးကြီးခွေးကိုပြောတခါကြီးတော့ထားပါဖြစ်ချင်မနေဘူးခွေးရစကားလည်းမပြောတော့ငါဘယ်လိုမေးရမလဲမသိဘူးထမင်းမစားဘူးတဲ့ငါစိတ်ညစ်တယ်ထမင်းမစားရင်ဒီဟာပဲကျွေးလိုက်ပေါ့လေးပဲကျွေးလိုက်ပေါ့လေးချိုးရည်ကျွေးရတော့ချိုးရည်ထမင်းမစားဘူးပြီးတော့ဘာမှလည်းမရဘူးထမင်းမစားဘူးပြီးတော့အခုကအသက်ကိုပါဇက်ကနေရှူနေရတယ်ကလေးကဒီကလေးမအောင်မတက်နိုင်ဘူးသူမအားမရှိလို့ခုံတော့မတက်နိုင်ဘူးဒီမှာကြည့်အောင်ဒါချောင်းတော့ကြည့်အောင်လောကမှာချောင်းဟိုလုံးမမဒီကိုတာရဲ့အိမ်ရဲ့နီးလေးနားမှာလေကျန်းမောက်တီးပင်ရှိရဲ့ကျန်းမောက်တီးစားလို့ရပြီလားမဲလို့မမဲတယ်ဘူးအစင်းအောင်ဖြစ်နေတယ်ဆင်းအောင်ကျမောင်လေးကအဲ့လိုဒီလိုနေရာဒီလိုကပေါက်လို့လားဟဲ့ပေါက်တယ်ကျုံမောင်ကြီးတွေ့ရဟာဒီမှာပြောမယ်ဒီကကျမောင်တဲ့ခြေလားသူများအောင်လို့တာခြေလားသူများဒီရဲ့ကျမောင်ဒီကိုဘာလဲဆိုတော့လေတအားကိုကြီးပြီးတော့ဖောင်းနဲ့ဘာလဲဖောင်းနဲ့ဟာနဲ့လေကာတာနေကိုလေနေလေးပေးတာပြီးရတယ်ဒီတော့မှာအဲကိုနေလဲထားတာအဲကိုဒီကဘုဒ္ဓဆာစကရကားကိုပေးလိုက်တော့ဘာလဲပိန်ပြီးလေတာအော်အကဲခဲပြခွေယူမလို့လားကြာပြီလားပိန်ပြီးတာဝါဒီဝိုင်းကျတော့ဟာပြောရရည်အဲ့ဒီဝေးဟွာလေဘာလို့တက်စစ်ပေးမယ်လေအဲ့ဒါဆိုရင်အဆင်ပြေတယ်ဒါscreen recording ကိုပိတ်ထလိုက်ပြီ screen recording အော်အဲ့ဒီစေနော်နားလိုက်မယ်မှာပြုံးစီပါလိမ့်ပေးခိုင်းလိုက်မယ်နော်ဒါလေးကြည့်အောင်Okay နော်ဒါပဲလင်းတယ်okay ဘာလဲ okay ဒါပဲဘာလို့ရရှိတော့လဲဘာလို့ရှိရလဲဆိုတော့တရာခုက screen recording ကိုပေးလိုက်တာဟာလေဒီအခုလို့ screen recording ကိုပေးပြီး YouTube ပေါ်မှာတင်တော့မယ်နော် bye bye okay ဝဲသွားစင်တာအဲ့ဒါလေးကိုပိတ်လိုက်အောင်ခွားနေဦး